ကချင်ပြည်နယ်မြကြီးနားမြို့မြကြီးနားလေဆိပ်မှာယမနေ့ဖေဖော်ဝါရီလ12ရက်နေ့ညနေပိုင်းက FVB Suicide Drone များကြားရမှုကြောင့်ဖေဖော်ဝါရီလ13ရက်နေ့လေယာဉ်ခီးစဉ်အားလုံးကိုယာယီရနာထားတယ်လို့မြကြီးနားလေဆိပ်ကနေသိရပါတယ်။ဖေဖော်ဝါရီလ12ရက်နေ့ညပိုင်းလေယာဉ်တွေနဲ့ဖေဖော်ဝါရီလ13ရက်နေ့လေယာဉ်တွေကိုယာယီရနာထားပြီးလက်မှတ်ဝယ်ယူထားတဲ့ခီးတွေကိုလည်းငွေအပြည့်ပြန်အမ်းပေးတာတွေပြုလုပ်နေတယ်လို့လေယာဉ်လက်မှတ်အယောင်ဌာနမှတာဝန်ရှိသူတဦးကပြောပါတယ်။ကက်ဆယ်လောက်လိုက်တာကြောင့်လေလက်မှတ်ဝယ်ထားတဲ့ခီးတွေကိုငွေအပြည့်ပြန်အမ်းတာမျိုးတွေလုပ်နေတယ်။မနေ့ကညပိုင်းထွက်မဲ့လေယာဉ်တွေရောဒီနေ့13ရက်နေ့ထွက်မဲ့လေယာဉ်တွေရောပါငွေအပြည့်ပြန်အမ်းပေးမှာဖြစ်တယ်လို့၎င်းကပြောပါတယ်။ယမနေ့ဖေဖော်ဝါရီလ12ရက်နေ့ကမြကြီးနားလေဆိပ်နဲ့အနီးတစ်ဝိုက်ကို KI နဲ့ PDF ပူးပေါင်းအဖွဲ့တွေက Suicide Drone တွေကိုအသုံးပြုပြီးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းအဆိုပါတိုက်ခိုက်မှုကိုအစိုးရဘက်မှဟန်တားနိုင်ခဲ့ကြောင်းလေဆိပ်အတွင်းကြားရောက်ပောက်ခွဲခြင်းမရှိဘဲလေယာဉ်ပြေးလမ်းနဲ့အနီးတစ်ဝိုက်မှာရှိတဲ့မြေပြင်ပေါ်ကိုလာကြားရောက်ခဲ့ကြောင်းဒရုန်းများမှာပါရှိတဲ့ဖောက်ခွဲရေးပစ္စည်းများကိုလည်းလုံခြုံရေးတပ်ဖွဲ့တွေကစနစ်တကျတက်မဲ့ပြုလုပ်ရှင်းလင်းခဲ့ကြောင်းအစိုးရအဖွဲ့ကထုတ်ပြန်ထားပါတယ်